Facebook Messenger ကနေပြီးတော့မှကျွန်တော်တို့တယောက်နဲ့တယောက်နဲ့စာပို့လက်ချိန်ကမှဒီမှားပြီးဖြတ်ထားမိရတဲ့စာတွေတပ်ပုံတွေဗီဒီယိုတွေဘယ်လိုမျိုးပြန်ယူလို့ရမလဲဘယ်လိုမျိုး download ပြန်လုပ်လို့ရမလဲဆိုတာကိုဒီကနေ့ဒီဗီဒီယိုလေးမှာပဲကျွန်တော်တို့အသေးစိတ်လေး sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဗျအားလုံးပဲမင်္ဂလာပါ THC Vlog ကျွန်တော်တို့ YouTube channel ကနေပြီးပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျဒီကနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Facebook account Messenger ကနေပြီးတော့မှတယောက်နဲ့တယောက်နဲ့စာပို့တဲ့အချိန်ကမှစာတွေကျွန်တော်တို့ရဲ့ပုံတွေဗီဒီယိုတွေကိုမှားပြီးတော့ဖြတ်ထားမိပြီဆိုလို့ရှိရင်ဘယ်လိုမျိုးပြန်ယူရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာအသေးစိတ်လေးပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့က Messenger ထဲကိုအရင်ဆုံးမဝင်ခင်မှာကျွန်တော်တို့က Facebook account ထဲကိုအရင်ဆုံးဝင်ပေးရမှာဖြစ်ပါတယ်ဗျFacebook account ထဲကိုကျွန်တော်တို့ကဝင်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ profile နားလေးမှာအချောင်းလေး3000ဆိုတာရှိပါတယ်ဗျအဲ့ကောင်လေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်နှိပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့က setting ပုံစံလေးတစ်ထဲကိုအရင်ဆုံးဝင်ပေးလိုက်ပါဗျဝင်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကဒီ personal ဆိုတဲ့ဟာလေးကိုအရင်ဆုံးရွေးပေးလိုက်ပါ personal detail ဆိုတာကိုနှိပ်ပေးလိုက်ပါဗျနှိပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ဒီနေရာမှာတွေ့ရပါလိမ့်မယ်ဗျ UI information ဆိုတဲ့ဟာလေးကိုတစ်ချက်ဆက်ပြီးနှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကdownload your information ဆိုတဲ့ဟာလေးကိုဆက်ပြီးရွေးပေးလိုက်ပါရွေးပြီးသွားပြီဆိုတာနဲ့ဒီမှာ download or transfer information ဆိုတဲ့ဟာလေးကိုဆက်ပြီးနှိပ်ပေးလိုက်ပါဒီနေရာမှာဆိုလို့ရှိရင်တော့နှစ်ခုရှိပါတယ်ဗျမိတ်ဆွေတို့အနေနဲ့Facebook ကနေပြီးတော့မှဖြတ်ထားမိထားတဲ့စာတွေဗီဒီယိုတွေတပ်ပုံတွေကျွန်တော်တို့ကအရင်ဆုံးယူမှာလားဒါမှမဟုတ်နဲ့ကျွန်တော်တို့က Instagram မှာဖြတ်ထားတဲ့တပ်ပုံတွေရောအကုန်လုံးယူမှာလားတကယ်လို့မှနှစ်ခုစလုံးယူမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကနှစ်ခုစလုံးကျွန်တော်အပေါ်ဆုံးမှာ select all ရှိတယ် select all ကိုနှိပ်ပေးလိုက်တာတကယ်လို့မှနှစ်ခုစလုံးကိုမယူဘူးကျွန်တော်တို့က Facebook ကနေပြီးတော့မှကျွန်တော် Facebook Messenger ကနေပြီးတော့မှဖြတ်ထားတဲ့တပ်ပုံတွေဗီဒီယိုတွေစာတွေကိုပြန်ယူမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကFacebook ကိုအရင်ဆုံးအပေါ်ဆုံးဟာကိုယူပေးလိုက်ပါမယ်ကျွန်တော်ကတော့ Facebook ကဟာကိုယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အပေါ်ကဒီ Facebook account လေးကိုပဲကျွန်တော်အမှန်ရှင်းလေးထည့်ပေးတာတယ်ထည့်ပြီးသွားပြီဆိုတာနဲ့အောက်ဆုံးမှာ next လေးရှိပါတယ်ဗျကျွန်တော်တို့က next လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုတာနဲ့အောက်ဆုံးကဟာလေးကိုကျွန်တော်တို့ကရေးပေးရမှာဖြစ်ပါတယ်ဗျအဲ့ကောင်လေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုတာနဲ့ဒီနေရာမှာ miss တို့အနေနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်ဗျဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က post တင်ထားတဲ့ဟာလေးကိုကျွန်တော်တို့ကပြန်ပြီးတော့ယူမှာလားဒါမှမဟုတ် Messenger ကနေပြီးတော့မှဒီကျွန်တော်တို့ကပို့ထားတဲ့စာတွေဘာညာတွေကိုယူမှာလားmiss တို့အနေနဲ့ကျွန်တော်တို့ profile information profile နဲ့ပတ်သက်တဲ့ဟာတွေကိုရောယူမှာလားမိတ်ဆွေတို့အနေနဲ့ဘေးရာတွေကိုပတ်သက်ပြီးတော့ယူမှာတဲ့ဆော်ကိုဒီနေရာမှာပြပေးထားတာမျိုးရှိပါတယ်ဗျကျွန်တော်ကတော့ထွေထူးထူးတွေကျွန်တော်လိုက်ပြီးတော့ရှာမနေတော့ဘူးကျွန်တော်ကအပေါ်ဆုံးက select all လေးကိုပဲကျွန်တော်ကတော့နှိပ်လိုက်တယ်နှိပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့က next လေးကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါဗျနှိပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်ဒီနေရာမှာဒီ download to device ဆိုတာကိုရှိပါတယ်ဗျကျွန်တော် transfer ကိုကျွန်တော်ကတွားပြီးတော့ရွေးလို့မရဘူးကျွန်တော်တို့ကဒီကျွန်တော်ပတ်သက်တဲ့ဟာတွေကိုပြန်ယူမှာဖြစ်တဲ့တော့ကို download to device ကျွန်တော်တို့ရဲ့ device တွေကိုရောက်စေချင်တာဖြစ်တဲ့တော့ကိုကျွန်တော်က download to device ကိုနှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုတာနဲ့ဒီနေရာမှာ miss လို့အနေနဲ့ပေါ်လာပါနေမယ်ဗျကျွန်တော်တို့က notification ကြမယ်ကျွန်တော်တို့ကဒီ download file တွေကဘေးထဲမှာကြမယ်ဆိုလို့ချင်းကျွန်တော်လက်ရှိရှိနေလဲ Facebook account နဲ့ဆက်သွယ်ထားတဲ့Gmail ထဲမှာကျွန်တော်တို့ကကြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ miss လို့အနေနဲ့ဒီ Gmail ထဲမှာတွားပြီးတော့ဒီ download file ကိုတွားပြီးတော့ယူရမှာဖြစ်ပါတယ်ဗျဒီလိုမျိုး download file တွေတွားမယူခင်မှာ make sure လို့နေတဲ့ဒီမှာ media quality ဆိုတာရှိပါတယ်ဗျ make sure လို့နေတဲ့ဒီနေရာမှာဒီကျွန်တော်တို့ရဲ့ download ဆွဲမဲ့ဒီ quality တွေကကောင်းတဲ့ဟာကိုလိုချင်တာဒါမှမဟုတ်အလယ်လက်ကိုလိုချင်တာကျွန်တော်တို့ကဒီ water data ကိုလိုချင်တာလားဆိုတော့ဒီနေရာမှာရှိပါတယ် make sure လို့နေတဲ့ quality ကောင်းကောင်းကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ HIGHD high ဆိုကိုအရင်ဆုံးကျွန်တော်တို့ကရွေးပေးရမှာဖြစ်ပါတယ်ရွေးပြီးသွားပြီဆိုတာနဲ့ဘေးနားမှာကျွန်တော် crossing လေးရှိပါတယ်ဆက်ပြီးတော့နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုတာနဲ့ဒီနေရာမှာကျွန်တော်တို့က Twitter file ကိုရှိပါတယ်ဗျအောက်ဆုံးက Twitter file ကိုကျွန်တော်တို့ကဆက်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ခဏလေးစောင့်ပေးလိုက်ပါဗျဒီလိုမျိုး Twitter file ကိုနှိပ်ပြီးသွားပြီဆိုတာနဲ့ဒီနေရာမှာကျွန်တော်တို့ရဲ့ file တွေက9လပိုင်းကျွန်တော်15ရက်နေ့ကနေပြီးစပြီးတော့ဒီမှာကျွန်တော်2024ရက်နေပြီးတော့မှကျွန်တော်တို့ကစပြီးဖွင့်လိုက်တယ်ဒီ high ကနေပြီးပတ်သက်ပြီးတော့မှကျွန်တော်တို့ကဒီ9လပိုင်း15ရက်နေ့ကျွန်တော်2025ကအဲ့ကြားထဲကကျွန်တော်တို့ကတပ်ပုံတွေဗီဒီယိုဖိုင်တွေကိုကျွန်တော်တို့ကဒီနေရာမှာယူပေးမှာ download ဆွဲပေးသွားမှာဖြစ်ပါတယ်ဗျဒီလိုမျိုးလေးကျွန်တော်တို့မျိုး download ဆွဲတဲ့ဟာလေးကိုကျွန်တော်ကပေါ်လာပြီးဆိုတာနဲ့မိတ်ဆွေတို့အနေနဲ့မိတ်ဆွေတို့ရဲ့ဒီမှားဖြတ်မိထားတဲ့တပ်ပုံတွေဗီဒီယိုတွေကိုကျွန်တော်တို့က download ဆွဲနေပါဗျdownload ဆွဲတာကိုပြီးသွားပြီဆိုတာနဲ့မိတ်ဆွေတို့အနေနဲ့မိတ်ဆွေတို့ဒီဖုန်းနံပါတ်နဲ့
ဒီ Facebook account နဲ့ဆက်ထားတဲ့ Gmail ထဲမှာတွားရောက်ပြီးတော့မှကြည့်ရှုလို့ရမှာပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ကျွန်တော်တို့ကမှားပြီးဖြတ်ထားမိတဲ့ဓာတ်ပုံတွေဗီဒီယိုတွေ content တွေကိုဘယ်လိုမျိုးပြန်ယူရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြန်လည်ပြီးတော့ sharing လုပ်ပေးထားတာဖြစ်ပါတယ်ဗျနောက်ထပ်နည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဘူးလူတာတွေကျွန်တော်တို့က YouTube ပေါ်မှာဝင်ငွေတွေဘယ်လိုမျိုးရှာရမလဲဆိုတာကိုတကယ်လို့မှအသေးစိတ်လေးသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ THC Vlog YouTube channel မှာတွားရောက်ပြီးတော့မှလေ့လာလို့ရတယ်လို့ကျွန်တော်ရဲ့ THC Vlog ဒီ official page လေးမှာလည်းတွားရောက်ပြီးတော့မှဆက်သွယ်မေးမြန်းလို့ရပါတယ်ဗျနည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ page ကျွန်တော် YouTube channel လေးကို subscribe လေးလုပ်ခဲ့ပြီးတော့မှဗီဒီယိုတစ်တဲ့တိုင်းတည်အောင်ဘေးနားကခေါင်းလောင်းလေးကိုပါကျွန်တော်တို့ကနှိပ်ခက်ပေးလို့ရပါတယ်ဗျဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ဒီလောက်ပါပဲဗျအားလုံးအဆင်ပြေကြပါစေခင်ဗျာ